ရုတ်ပြည်မှာရဟရင်စင်လုံးကားပြီး wedding photo ရိုက်ခဲ့လို့ social media ပေါ်မှာဝေဖန်ခံနေရတဲ့ဟင်းဝေရန်တို့ဇနီးမောင်နဲ့မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့အချစ်တော်မင်းသားဟင်းဝေရန်နဲ့မင်းသမီးလေးစိုးပြည့်သဇင်တို့ဇနီးမောင်နဲ့ဟာအော်တိုဘာလ22ရက်နေ့က social media ပေါ်မှာ wedding photo တွေကိုချပြလာခဲ့ပါတယ်ပရိသတ်ကြီးတို့မျက်စိရှေ့မှာမြင်နေရတဲ့ဒီဓာတ်ပုံတွေဟာတော်ရုံလူလုံးဝမရိုက်နိုင်တဲ့ပုံစံမျိုးတွေပါသတင်းတွေအရမင်းသားဟင်းဝေရန်ဟာသူ့ရဲ့ချစ်ဇနီးလေးစိုးပြည့်သဇင်နဲ့အတူ wedding photo shoot အတွက်ရဟရင်ကိုစင်လုံးကားပြီးတရုတ်နိုင်ငံရဲ့ရေခဲတောင်ပေါ်အထိတွားရောက်ရိုက်ကူးခဲ့တာလို့သိရပါတယ်။ရဟရင်နဲ့ရေခဲတောင်ဒီစကလုံးနှလုံးကိုကြားလိုက်ရုံနဲ့တင်ဒီဖိုတိုရှုကဘလောက်ထိခမ်းနားပြီးငွေကြေးကုန်ကြများလဲဆိုတာကိုမှန်းဆလို့ရပါတယ်။ပုံမှန်မင်္ဂလာဆောင်တွေမှာခြံဝန်းပန်းချံဒါမှမဟုတ်ပင်လယ်ကမ်းစပ်ကိုပဲရွေးချယ်လေးရှိပေမဲ့ဟင်းဝေရန်နဲ့စိုးပြည့်သဇင်တို့ကတော့အစ်စ်မြင့်စိန်ခံခီးတစ်ခုလိုမျိုးဖန်တီးခဲ့ကြပါတယ်။ဓာတ်ပုံတွေကမြင်ကွင်းကိုကြည့်လိုက်ပါရဟရင်ငါပြီးနိုင်ငံခြားရေခဲတောင်ပေါ်အထိတွားရိုက်တယ်ဆိုတာဟာတော်ရုံလူတွေရဲ့ဘတ်ဂျက်ထက်အဆပေါင်းများစွာတာလွန်နေပါတယ်ဒီလိုရိုက်ကူးမှုမျိုးဟာတကယ်ပဲခရိုနီတွေတန်းကျဲတထေးလောက်သာလုံနိုင်တဲ့အနေအထားတစ်ခုပါဒါပေမဲ့ဟင်းဝေရန်တို့မိသားစုနောက်ခံကိုကြည့်မယ်ဆိုရင်လည်းဗီဒီယိုထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင်တွေဖြစ်တယ်လို့မရေမတွက်နိုင်တဲ့အဆောက်အအုံတွေပါပိုင်ဆိုင်ထားတာကြောင့်ဒီလိုကြီးကြံခံထားတဲ့ရိုက်ကူးမှုမျိုးဟာသူတို့မိသားစုအတွက်တော့အသေးအမွှားလေးတစ်ခုပဲဖြစ်ပါလိမ့်မယ်ပရိသတ်အများစုကတော့စိုးပြည့်သဇင်ကိုအားကြပြီးချီးကျူးမှုတွေပြုလုပ်ခဲ့ကြပါတယ်ခင်မုန်းပြစ်သူရဲ့အချစ်နဲ့တန်မိုးထားမှုကိုအပြည့်အဝခံစားရလို့စိုးပြည့်သဇင်ရဲ့မျက်နှာပေါ်ကအပြုံးလေးတွေဟာပုံမှန်ထက်ပုံမတောက်ပနေပါတယ်လို့မှတ်ချက်ပေးကြသူတွေလည်းအများကြီးပါပဲချစ်သူခင်မုန်းကဒီလိုအခမ်းအနားဆုံးပုံစံနဲ့တန်ဖိုးထားပြီးအိမ်မက်တွေကိုလက်တွေ့အကောင့်တွေဖော်ပေးတဲ့အတွက်ဘယ်မျိုးသမီးမဆိုပျော်ရွှင်ဂုဏ်ယူမိမှာအမှန်ပါပဲဆိုဗီယက်သဇင်အတွက်တော့ဒါဟာတကယ့်ကိုအမှတ်တရလက်ဆောင်တစ်ခုဖြစ်ပါလိမ့်မယ်ဒါပေမဲ့ဒီလိုခန်းထားတဲ့ရိုက်ကူးမှုတွေမှာအမြဲတမ်းလိုရှိနေတတ်တဲ့ဝေဖန်သံတွေကိုလည်းကျမတို့တွေ့ရှိရပါတယ်အထက်ကဝေဖန်မှုကတော့မင်းသမီးဆိုဗီယက်သဇင်ဟာသူမရဲ့ဝတ်စုံကအဆင်ပြေခဲ့တော့လေမင်းသားဟင်းဝေရန်ရဲ့အဝတ်အစားနဲ့လိုက်ဖက်မှုမရှိတာရဟရင်က wedding photo နဲ့ဘာဆိုင်လို့လဲဆိုပြီးဝေဖန်မှုတွေကိုလည်းပဲတွေ့ရပါတယ်မင်းသမီးစိုးပြည့်သဇင်ရဲ့ဝတ်စုံကလှပေမဲ့မင်းသားဟင်းဝေရန်ရဲ့ဝတ်စုံအထူးသဖြင့်ခင်မီစမ်းသစ်မှုနဲပါတဲ့ brown suit ကတပ်ပုံရန်ခံထားမှုမင်းသမီးရဲ့ဝတ်စုံလေးနဲ့လိုက်ဖက်မှုမရှိဘူးလို့ပရိသတ်အများအပြားကထောက်ပြခဲ့ကြပါတယ်မင်းသမီးရဲ့ဝတ်စုံကအဆင်ပြေခဲ့တော့လေမင်းသားရဲ့အဝတ်အစားနဲ့လိုက်ဖက်မှုမရှိဘူးဆိုတဲ့မှတ်ချက်တွေဟာအများဆုံးပါပဲနောက်တစ်ခုကတော့ရဟရင်ကိုအသုံးပြုခြင်းအပေါ်ကိုဝေဖန်တာပါရဟရင်က wedding photo နဲ့ပါဆိုင်လို့လဲဆိုတဲ့မေးခွန်းကအများဆုံးပါပဲပုံမှန်အဖြစ်မင်္ဂလာဆောင် photo shoot တွေမှာချစ်ချင်းမြတ်တာအလှအပေါက်ကိုဖော်ကျူးတဲ့ပစ္စည်းတွေသုံးပေမဲ့ဒီလိုရဟရင်မျိုးကိုသုံးတာဟာကြွားဝါမှုဖြစ်သွားတယ်လို့ပရိသတ်တချို့ကမြင်ပါတယ်တချို့ပရိသတ်တွေကလည်းဟယ်လီကော်ပတာကြီးကတော့ဟုတ်ပါပြီတီးဆုံရေခဲကြောင်းအယောင်ကြီးကအော်လိုက်တာအဝတ်အစားနဲ့လူနဲ့ခေါ်တော့လဲဟယ်လီကော်ပတာနဲ့လူနဲ့မခေါ်ပြန်ဘူးကောင်လေးနဲ့ကောင်မလေးမှာအပူအေးမမျှတမှုဖြစ်ပွားပဇင်းရင်ခွဲကြီးကဘာဝင်လောက်တာလဲအဆရှိသည့်ဝေဖန်ချက်တွေကိုလည်းပဲတွေ့ရပါတယ်တကယ်တော့ဒီလိုဓာတ်ပုံရိုက်တာဟာဟင်းဝေရန်တို့ဇနီးမောင်နှံရဲ့စိတ်ကူးအပေါ်မှာပဲမူတည်ပါတယ်တကယ်တော့ဒီလိုဓာတ်ပုံရိုက်တာဟာဟင်းဝေရန်တို့ဇနီးမောင်နှံရဲ့အပေါ်မှာပဲမူတည်ပါတယ်ဝေဖန်မှုဆိုတာကလည်းပုံမှန်ပြောနေကြအရာလိုပါပဲကိုယ်တိုင်လိုက်မလုပ်နိုင်ခင်အထိပြောနေကြအောင်ပါကဲဒီနေ့တော့ဟင်းဝေရန်နဲ့စိုးပြည့်သဇင်တို့ရဲ့ခမ်းနားထဲဝါတဲ့မင်္ဂလာဆောင်ဓာတ်ပုံရိုက်ကူးမှုအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီဓာတ်ပုံတွေကိုရောဘယ်လိုထင်မြင်မိပါသလဲတင်တာဆိုရင်ရဟရင်နဲ့ရိုက်မလားဒါမှမဟုတ်ရိုးရှင်းတဲ့ပုံစံကိုပဲရွေးချယ်မလားအောက်က comment မှာတင်တို့ရဲ့သဘောထားကိုပြောပြပေးလို့ရပါတယ်နော်ဒီဗီဒီယိုကိုကြိုက်မြင့်တဲ့ဆိုရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့အားလုံးပဲကြည့်ရှုပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်